ကွာအချိန်လေးရတယ်အရန်ကြာတယ်ကွာအခုမှပဲငါတို့အလုပ်နားရတော့တယ်နော်ထက်ဘူးလားမင်းလည်းဟိုကောင်မလေးချင်းဘယ်လိုလဲကွာဘယ်ကောင်မလေးလဲကွာငါတို့ဘောစီရဲ့သမီးလေးလေသူ့ရေလာမြောင်းမေးလို့ရတယ်ချောင်းတော်မမြစ်တော်ပြောအဲ့ဒါကိုမင်းကမသိဘူးငါရေးမိတယ်သူတို့နှစ်ယောက်ကြောင်းဟာမင်းတို့ကလည်းကွာအိမ်မက်မနေပြန်ပြီဒီနေ့ကနေကဘိုးနဲ့မြည်လို့ပါပဲအစင်တန်းကွာကြီးကွာဟဲ့အောင်သူကစင်တန်းတွေပါငါနားမလဲဘူးကွာမင်းအဲ့လိုမပြောနဲ့ကွာချစ်မှာစင်တန်းတွေဘက်ကသားတာတွေမရှိဘူးကွာဘာလို့ဖြေကြရလဲခေါ်ပြပြောဆိုရင်ရောက်လာပါဗျာဘာလို့နေရသိချင်နင်းလိုကြီးတာနေမေးကြည့်တော့ဟဲ့အောင်ထွန်းမြတ်အောက်ထမင်းစားသွားမှလားရှောင်ပေးရမယ်လေလားအကိုတမန်နေပြီလားဒီမှာမောင်ညီမဒီလောက်ကတော့ကိုတို့အချင်းချင်းပြောတာပုံမှန်ပါပဲအဆူထမင်းစားနာကိုလေပန်းနဲ့တူမောက်လိုက်စားပါစားတော့ပေါ့ညီမရေညီမစားကြဆိုင်ရတစ်ခါဆိုင်အခုတလားလောက်ရှိတယ်အခုမစားနိုင်ဘူးကိုကလည်းအဲ့လိုမပြောပါနဲ့မကကိုနဲ့ဒီတိုင်းပဲစကားပြောကြတယ်စင်မကောင်းဘူးပါညီမစကားပြောနေတယ်ဆိုမှလည်းပြောတယ်နော်အခုဒါနဲ့အခုမှစိတ်ဝင်စားပြီးပါလို့ရှိတာပေါ့တကယ်မဖြစ်လို့အခုချစ်တဲ့သူကအခုစိတ်ကူးမရရဲလောက်အရင်ညီမတန်းနေတကူအခုကမြေပြင်ကမင်းကြီးနေရလွယ်ဘာမှမတတ်နိုင်ဘူးဘယ်ဖြစ်မှာအကိုရဲ့အကိုလာတကယ်ချစ်ရင်ကျူးစားတက်လာမယ်ညီမရဲ့ငွေနဲ့ဆက်ပြထားတဲ့ပန်းကိုရယူပိုင်ဆိုင်ဖို့ကိုမုံရဲပါကိုကဆင်းရဲတယ်အခုမှပေးနိုင်လားဆိုလို့သစ္စာတရားနဲ့ချစ်ချင်းမြတ်တာတွေရှိတယ်ဒါနဲ့ပန်းကိုပြပြဆရာရှိတယ်ပြောနေညီမဗာများအပန်းကိုလေအရာသေးတာထုံးနှဲနဲ့ပေးဖို့စီစဉ်နေကြပြီးပန်းတို့မချစ်ဘူးယူလဲမြူကြအကိုပန်းကိုချစ်တယ်ဆိုတာလေအမသေးစုပြပြထားလို့ပန်းအားလုံးသိပြီးသွားတယ်အကိုစီးရဲလို့ပန်းကိုချစ်ပြောဦးဆိုတာလေပန်းနားလဲပါလေပန်းအကိုကိုချစ်တယ်ပန်းချစ်တဲ့အကူနဲ့ရဆိုပန်းဘလို့ဘွားလိုပဲဖြစ်ပန်းထက်တန်းခြင်းတယ်ပန်းမချစ်တဲ့ဒူနဲ့ရောပန်းတစ်စက္ကန့်တော့မှမနေချင်ဘူးကိုရဲ့ပန်းရဲ့အကူကတနေ့လုံးပင်ပင်မမလုံးမှာတောင်းခံမှာပဲရတယ်အလုပ်ချမ်းသမားထမ်းတနေ့ကိုတိန်းနဲ့ချီပြီးသုံးတယ်တထေးသမီးလုံးဝဘွားထဲအချင်းမရပါဘူးကိုနဲ့ဘွားမဟုတ်ရင်ပန်းကိုတက်တည်လိုက်မှာနော်ဖမ်းရဲ့လက်ဆက်စားတော့လေထုတ်ပြီးဆိုတော့ထုံးမြတ်ပစ္စည်းတွေတင်းလာရှိရမင်းတင်းလာကွာဘာလို့လဲဗျဟာငါတို့ဒီညရက်ကွက်မှာကွာငယ်လင်းရှိရတယ်ကွာဟုတ်သားပဲဟိုကလေဘာလဲပြောနာဟိုမှာတွေ့ရမျက်နှာရုပ်ကြည့်အောင်နေရဲနေဘူးဟောဒါနဲ့နေရက်ကွက်မကြီးစီရအောင်ဗာတင်းကြသေးတယ်အေးရငါလိုကောင်းနဲ့ခွေးရလက်ပြေသွားလို့ဆိုရင်တန်းအမွေပြက်ဆုံးလိုက်ကြတယ်ဟာကဲပါစိတ်ညစ်ကြရင်ပြောမနေကြနဲ့တော့ညီမဘာမှအားမငင်နဲ့နော်ညီမပြောမှလေမလို့ရရှိရသိလားရပါတယ်အစောကြီးကညီမတူတူကိစ္စကိုဖြစ်နေဆိုတာသူတွေးပြီးသားပါကဲထားရတော့ကွာဒီညသူကငါတို့တဝိုင်းတော့ရအောင်အေးပါကိုဘာတဝိုင်းလဲမတောင်းရပါဘူးဩမိမဒီညတညလေးပါကြီးမလေးနဲ့မင်းတို့လဲကြတော့မှာဟဲ့အောင်ထုံးမြတ်မင်းနဲ့မင်းလဲကြတော့မှာနော်ကဲသွားအောင်လားနိုင်များလည်းမဟုတ်ဘူးနော်ငယ်ရွယ်သူရှောက်ခဲ့တဲ့လမ်းပေါ်ကိုတင်တော့မနိုင်သေးတဲ့အကြောင်းရဲ့ရင်ကုန်မိတာအိမ်မမဟုတ်ဘူးနော်နိုင်မလဲရင်ဆိုင်မနာမစိုးတော့ဘူးပေါ်စံပြတ်သွားမှကိုစိုးရောမိခဲ့နေရတိုင်းရမယ်ရိတ်တွေချီပေါ်စံပြတ်သွားမှကိုစိုးရောမိခဲ့နေရတိုင်းရမယ်ရိတ်တွေချီပေါ်ချစ်ဆိုတာငါသိလိုက်တဲ့ခါကောင်းခင်မှာချစ်က
ကိုရှာတဲ့ပတ်စံနဲ့ငါတို့မိသားစုဘာမှလုပ်လို့မရဘူးသမီးနဲ့နောင်ရဲ့အတွက်စိတ်ပူလိုက်တာသမီးလေးရတဲ့ကျမရတဲ့ချူချလိုက်တာငါဘယ်လိုလုပ်ရပါမလဲငါသမီးလေးအတွက်ပတ်စံရှာရမယ်ဟုတ်တယ်ငါပတ်စံရှာရမယ်ဘာလို့လို့နဲ့သမီးလေးစုမြတ်တာရွေရောက်လာတယ်နော် သမီးလေးစုမြတ်ကတူရနိုင်ပဲတူရလားပန်းနိုင်ပဲတူရတော့မသိတော့ချစ်စရာတော်တော်ကောင်းနေပြီ အဲ့ဒါရင်ထားပါအခုရပိုင်းနေပန်းရဲ့ချင်းနေကမမှန်ဘူးဟာ အမှုမမှန်တာလဲဟာ အပြင်နေခဏခဏထွက်တယ်ပြန်လာရင်လည်းအမြဲတမ်းနောက်ကျနေတာ ဒါဆိုခလေးရော ခလေးကတော့ငါတို့နှစ်ယောက်ဝယ်ကြည့်နေရတာပေါ့ဟာငါတို့ခလေးလေးတော့ဖြစ်နေပြီဟာ အေးဒီကိစ္စတူရတည်တော့ရင်ပြဿနာတက်ဖို့တော့မှာပဲကွာ ငါတော့ခလေးအတွက်နေပါလေကွာ ခလေးတော့ကတော့ငါတို့ရှိပါတယ်ဒါပေမဲ့ငါစိတ်ပူတာကလေတူရဟာသူကများအလုံးတစ်ခုလုပ်ပြီးတော့အပင်မဲခံနေရရှာတာ အေးရလဲမတက်တာသေးဘူးသူရလည်းပြင်မလာသေးဘူးဖန်တော့မနေ့တည်းကဖလားနေပြီးရင်ထွက်သွားခုချိန်ချင်းကိုပြင်မလာဘူး အာမဟုတ်သေးပါဘူးကွာခလေးအခုလိုတာပြီးသွားလို့ဘယ်ဖြစ်မှာလဲဟာ ဟာတကယ်ချင်းတို့လူဆုံးပါလားဟာမျက်နှာတွေလည်းမကောင်းကြဘူးဘာဖြစ်ကြဒါနဲ့ပန်းရောပန်းလည်းမတွေ့ပါဘူး မင်းမအကြောင်းတော့ကလုံးဝမပြောချင်ဘူးကွာတနေ့ကောင်ပြင်မာကြီးပဲ သူကနေကြိုက်ကြိုက်မိကြိုက်ကြိုက်ငါတော့ပြောရတော့မှာပဲနေမိမပန်းရလေနေတိုင်းလိုလိုပြင်သွားတယ်ပြီးတော့လေနောက်ကျမှပြင်လာခလေးကိုလေငါတို့ပဲကြည့်ပေးနေရတာငါတို့ကလေခလေးကိုမကြည့်ပေးချင်လို့ပြောတာမဟုတ်ဘူးနေမိမကလေမဒန်းသားမခင်ဖြစ်နေတာခုလေကြည့်ခလေးနေမကောင်းတော့တိတိနေမနေ့တည်းကလှနေပြင်ထွက်သွားကိုချိန်ကြီးကိုပြတ်မလာ ဟုတ်တယ်တူရငါတို့ကလေညီတို့နှစ်ယောက်စကားများမှဆိုလို့ဘာမှမပြောဘဲနေနေကြတယ်အခုတော့တော်တော်လေးကိုတရားလွတ်နေပြီဟာ ဟာ ဒါနေပြန်လာတယ်ဒါမင်းမင်းကောင်းတယောက်ရဲ့အိမ်ပြန်ချင်းမဟုတ်ဘူးနော် ဘာလဲရှင်ကကျမကိုမေမပြက်လို့ပြောချင်တာလား မင်းကောင်မိခင်တယောက်ပါလို့တတိရသေးရဲ့လားခလေးကိုတယောက်လိုက်ထားပြီးအပြင်ကိုရှောက်သွားတဲ့အမေမျိုးကိုရောမိခင်ပါလို့ခေါ်တင်သေးရဲ့လား ရှင်ဘာမှကျမကိုအပြစ်ပြောကြမလို့ဒါရီအားလုံးကရှေ့ဆောင်မဲလေဟမ်ရှင်ဘေးကလာစားတပဲချပြလိုက်ညာကျမဘာသွားလို့ရမှာလဲအဲ့အတွက်ကြောင့်ကျမငွေရှာတယ်အလုံးလုံးတယ်ဒါရီအားလုံးကရှေ့အတုံးမကြလို့ပဲလေရှေ့လိုအတုံးမကြရင်ငွေဆောင်မဲ ဟာ ရှင်ကျမကိုပါရိုက်တယ်အရာအားလုံးကိုစွတ်လို့ပြီးရှင်နောက်လိုက်ခဲ့အောင်မရှင်ကျမကိုလုံးရက်တယ်နော်ကျမရှင့်ကိုမုန်းတယ်ရှင့်လည်းဘယ်တော့မှပြန်မလာဘူး လက်မပါသေးဘူးကွာ အေးပါသားကြီးอ่ะမင်းဘာမှစိတ်မကောင်းဖြစ်ပါနဲ့ကွာမင်းနေရာမှာငါဆိုလဲငါလည်းလက်ပါမိပါပဲ